အခုလိုထူထပ်နေတဲ့တစ်တော်ကြီးတွေကိုဒီလိုမျိုးအတုံးဝင်တဲ့မော်ဖမ်ကြီးအဖြစ်ပြောင်းလဲလိုက်ပြီးတော့ခုလိုမျိုးလွတ်နေတဲ့ရေမျက်နှာပြင်ကြီးကိုလည်းဒီလိုကြီးမားပြီးတာယာလာပါတဲ့တင်းပေါ်ကြီးအဖြစ်ဆောက်လိုက်ပါတယ်ဘလို့ဖြစ်သွားမှာကိုသိချင်တော့ဗီဒီယိုဆုံးကြည့်ပြီးတော့ပေါ်ဆိုလိုက်ကြပါပြီးတော့ကျွန်တော် channel လေးကိုလည်း like and subscribe လေးနဲ့ကူညီပေးခဲ့ကြပါဦးကျေးဇူးအများကြီးတင်ပါတယ်ဗျအဆင်သင့်ဖြစ်ပြင်ဆိုရင်ဗီဒီယိုလေးတွားလိုက်ကြရအောင်What's up guys ဒါတော့ Rika Crab SMB Season 1 Episode 3လေးပဲဖြစ်ပါတယ်ဒီနေ့လောက်သွားမယ်ကိုက caption ကပြောတဲ့အတိုင်းပဲပေါ့နော်လေအကြီးဆောက်ပြီးတော့ Morphan တခုဆောက်သွားမှာပဲဖြစ်ပါတယ်ပြီးတော့ဒီ episode မှာတော့ကျွန်တော် brother တို့ပြောတဲ့အတိုင်းပဲရှေ့တာပြောင်းထည့်ထားပါတယ်တိတ်ပြီးတော့မလက်တော့ပါဘူးပေါ့နော် Okay ပထမအဦးဆုံးကတော့ကျွန်တော်စေးစားထားခြင်းတော့အာမာတွေအရင်လှုပ်ချင်တာပေါ့နော်ကျွန်တော်အတွက်အာမာလေးအရင်ရှာချင်တယ်ကျွန်တော်စီမှာအာမာရီတော့မှအပြည့်စုံမရှိဘူးဆိုတော့အာမာလုပ်ဖို့အာယွန်းတွေလိုမယ်ပြီးတော့နောက်ထပ်ပစ္စည်းတွေလုပ်ဖို့လည်းအာယွန်းတွေကအရင်တုံးနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်အာယွန်းတွေခဏလောက်ထမိုင်းလိုက်ဦးမယ်အာယွန်းတော့မမိုင်းခင်မှာကျွန်တော်ပြောရှာတဲ့တစ်ခုရှိပါတယ်ဘာလဲဆိုတော့အရင် episode တုန်းကဘရိုတို့ဒီကျွန်တော်ခွေးလေးကိုနာမည်ပေးထားကျွန်တော်တွေ့ပါတယ်အဲ့တော့ကြောင့်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြီးတော့နာမည်လေးတွေကျွန်တော်မရွေးရသေးပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်စီမှာနှိမ့်ထက်မရှိသေးလို့ပါ။နှိမ့်ထက်ရှိရင်ကျွန်တော်တူပေးပါမယ်လို့ပြီးတော့ပေးထားတဲ့ brother တွေအကုန်လုံးလည်းကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျ။ Okay အခုဆိုရင်ကျွန်တော်မိုင်းတွင်းရောက်ပြီပေါ့နော်။ဟိုမှာကျွန်တော်အာယွန်းလေးတွေ့ပြီ။ကျွန်တော်အခုပဲတမိုင်းလိုက်ဦးမယ်။ပြုတ်ကြိုင်တော့တည်ပဲ။စွန်စားပြီးဆင်းလာတာအာယွန်းကတုံးမရခဲ့ပေါ့နော်။ဒါပေမဲ့စိတ်မပူပါနဲ့ကျွန်တော်မိုင်းတွေထဲမှာအများကြီးတော့မိုင်းလိုက်ဦးမယ် Okay let's go ဒီမှာအာယွန်းတွေတွေ့ပြီ Okay ကုံမိုင်းမယ်ရလာတဲ့အာယွန်းတွေကိုကျွန်တော်กินလိုက်ပါတယ် Okay အများကြီးတော့နည်းနည်းပါပဲရရပေါ့နော်နည်းလေးတော့စောင့်ရမယ်ထင်ပါတယ်အများကြီးရပြီးတဲ့ချိန်မှာတော့ကျွန်တော် chest plate တစ်ခုနဲ့ helmet တစ်ခု grab လိုက်ပါတယ်ပြီးတော့ဝတ်လိုက်ပါတယ်အခုကျမှအာယုံအာမာဖုန်းတကယ်ရတော့ရင်ပေါ့နော်ကျွန်တော်အပြင်ရောက်ပြီပေါ့နော်ဒါပေမဲ့ပြဿနာတစ်ခုကကျွန်တော်အိမ်ပြန်မဲ့လမ်းကိုရှာလို့မတွေ့သေးဘူးပေါ့နော်အခုကျွန်တော်အိမ်ပြန်တဲ့လမ်းကိုရှာနေရနော်မိုးအောင်ချုပ်ကုန်ပြီပေါ့နော်ကျွန်တော်အိမ်ရလဲမှာပါလာအောင်ပြီးအိုးဟိုမှာရွာပဲကျွန်တော်အဲ့နာတော့ကြည့်လိုက်ကြအောင်ကဲအိမ်ထဲမှာအိတ်လိုက်ကြအောင်ဟဲ့အောင်ဖဲစမ်းမအိတ်တာမိုးမလေးငါအိမ်မှာမိုးလေးမှာအဲ့ဒါတနေ့မနေ့ရမှာတော့ကျွန်တော် data ယူပြီးတော့ကျွန်တော်လေးတစ်ခု grab လိုက်ပါတယ်ပြီးတော့ကျွန်တော် villager တွေဖမ်းလိုက်ပြီးတော့ကျွန်တော်အိမ်စီခေါ်လာခဲ့ပါတယ်တနေ့လုံးခေါ်လာတာမရောက်နိုင်သေးဘူးပေါ့နော်မိုးချောဖြစ်တဲ့ကျွန်တော်အိပ်ရပါမယ်မဟုတ်ရင်စွန်ဘီရဲ့ရဲမြိုင်နောက်တစ်နေ့မှာတော့ကျွန်တော်တူတူနေရာစလုံးကိုကျွန်တော်ပစ္စည်းခေါ်လာနိုင်ခဲ့ပါတယ်တူတူနေရာကိုလေထဲမှာထားပြီးဒီတုံးတွေနဲ့ကျွန်တော်ကာလိုက်ပါတယ်မဟုတ်ရင်တို့ trap ပြေးမှာဆိုလို့မြေပွားအောင်ဆိုပြီးကျွန်တော်တို့နေရာကိုပေါင်မောင်းလေးအများကြီးပေးလိုက်ပါတယ် yes okay ဟိုမှာလှုပ်နေတို့နေရာလှုပ်နေဟမ်ဟိုမှာချစ်နေပါတော့ခဏကြိုင်ကလေးထွက်လာမယ်ထင်တာပဲ okay မနေ့လဲရောက်ပြီဆိုတော့ကျွန်တော်တို့နေရာတော့ကြည်လိုက်မယ်ကလေးရိုင်လာတော့မသိဘူး no မရှိဘူးပဲဟာဒီညောင်မနေ့တော့ချစ်ပြီလေဘာလို့ကလေးမရှိတာကလေးမရှိတော့ကျွန်တော်လည်းအဲ့နေရာကိုဖျက်ဆီးလိုက်ပါတယ်သူတို့နေရာကိုလွတ်လွတ်နေဖို့ပေါ့နော်သူတို့ကိုကျွန်တော်တငယ်ချင်းနေနဲ့ထားဖို့ဆုံးဖြတ်လိုက်ပါတယ်လွတ်လိုက်တာနဲ့ပဲဒီဘက်ကိုရောက်လာပြီပေါ့နော်မင်းဘာလာလောက်ရဒီဘက်မှာဟမ်ဘာလာလောက်လဲပြီးတော့သူစီမှာ X ကြောင်းရပြီးတော့ M ကျွန်တော်စီမှာ M မရှိဘူးဆိုဝယ်လို့မရဘူးပေါ့နော်Okay အကိစ္စတွေအကုန်ထားလိုက်ပါဦးကျွန်တော်အခုလောက်ရှာရှိရကျွန်တော် Morphan တကူစောက်ဖို့ဆုံးဖြတ်ထားပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်စီမှာ EXP ရဖို့ Morphan လိုအပ်တယ်ပေါ့နော်ပြီးတော့အများတွေပါရင်လည်းရရပေါ့နော် Morphan စီမှာပြီးတော့ပုံမျိုးလုပ်ဖို့တဲ့အယိုးတွေလည်းလိုအပ်တယ်ပြီးတော့ကျွန်တော်စီမှာအတိကတော့ carrot ပေါ့နော် carrot တို့ပိုတတာလို့လိုချင်ပါတယ်ကျွန်တော်ရွာမှာလည်းမတွေ့ဘူးပေါ့နော်ရွာတော့ရှာတော့ကဒါပေမဲ့ကျွန်တော် Morphan တွေစီရနိုင်ပေါ့နော်ဥမာစွန်ပြေတက်လိုက်လို့ရှိရင်တချို့ကောင်တွေက carrot လေးကြိုက်ဆိုတော့ okay Morphan လေးစောက်ဖို့ပစ္စည်းရှာလိုက်အောင်မယ်
Okay အခုလောလောဆယ်ကျွန်တော် mind တွင်းထဲရောက်နေပေါ့နော်ဘာလို့လဲဆိုတော့ morphan ဆောက်ဖို့ကြောက်တုံးလာတူပါကြောက်တုံးကတော့အဓိကပဲ Okay ကျွန်တော် stone လေးစာမိုင်းလိုက်အောင်မယ် Okay ကျွန်တော်အခုတော့ဆရာပေါ်ရပါပြီပေါ့နော်မိုးအောင်ချုပ်တယ်ဗျမနေ့ကျမှပဲဆောက်လိုက်တော့မယ်နောက်တစ်နေ့ရောက်တော့ကျွန်တော် morphan ဆောက်ဖို့တဲ့ကျွန်တော်အဲ့နေရာမှာရှုံးဆက်ခတ်နေတဲ့တစ်ပင်တွေကိုလိုက်ရှင်းလိုက်ပါတစ်ပင်တွေကုန်ခုတ်ပြီးတော့မမြင်မညာဖြစ်နေတဲ့မြေကြီးလဲကြော်နည်းနည်းပပလေးဖောက်လိုက်ပါအခုတော့ဆယ်ကျွန်တော်မြေကြီးတွေပိုင်းလဲရှင်းနိုင်ပစ္စည်းတွေလည်းစုံပေါ့နော်ပစ္စည်းစုံဆိုတော့ကျွန်တော် morphan လေးကိုပဲစဆောက်ဖို့ကြာမှာတော့အခုပဲစဆောက်လိုက်တော့ပါမယ်โอเคပါအခုလောဆယ်ကျွန်တော် AFK လောက်ရပါတော့ကျွန်တော် morphan ကိုစောင့်ပြီးတော့ပါပြီအခုကျွန်တော်အမြင်ဟိုမှာ AFK လောက်ရပါတော့ပြီးတော့ကျွန်တော်မှနေလုံးရှိနေပါတယ်ကျွန်တော်ရှိတာထပ်ပြောင်းထားပြီပေါ့နော်ဒါတော့ complementary ပါပဲတစ်ခုစလုံးက complementary ပါပဲโอเคကျွန်တော်ရှိတာလေးပြန်ပြောင်းလိုက်ဦးမယ်โอเคပြောင်းပြီးတော့ပါပြီနော်အခုတော့ဆက်ကျွန်တော် AFK လောက်ရအောင်မယ် AFK မိုးလင်းနေသည့်ကျွန်တော် AFK လောက်လိုက်ပြီပေါ့နော်မိုးလင်းမှပြန်တက်ကြပါမယ်โอเคကျွန်တော်အခုတော့ဆက် AFK တရက်ပြည့်ပါပြီပေါ့နော်မိုးတောင်လေးနိုင်ပါโอเคကျွန်တော်ဟိုမှာနေလုံးရင်တော့ထက်နိုင်ပေါ့နော်
ကျွန်တော်ခုတော့ဆက်အောက်ဆင်းကြည့်မယ်โอเคခုတော့ဆက်ကျွန်တော်အောက်ခုံချမယ်အောက်မှာကျွန်တော်ရေးထားပြီးသားပေါ့နော် no ဟာစပုံးရောက်သွားရင် no ကျွန်တော်လီစပုံးဝမ်းစပုံးမိသွားရင် no ပြီးတော့ကျွန်တော်အကြိုက် EF ထေထားတဲ့ဟာကိုလည်းလကားဖြစ်သွားရင်ပေါ့နော်โอเคကျွန်တော်အိမ်ပြမယ်ဒီဖက်မှာတင်နေကျွန်တော်အိမ်ကโอเคအခုတော့ဆက်ကျွန်တော်ရလာပြီပေါ့နော်ပစ္စည်းတွေကအပေါ်မှာဆိုပေါ်ထပ်ပြီးသွားယူရမယ်တခုမှတော့မပြောက်သွားဘူးပေါ့နော်အားလုံးရှိမနေပါသေးတယ်အမီပဲကြော်ကြလာပြီးတော့ဒီမှာကျွန်တော်နည်းနည်းလေး EF ဖြည့်ထားပါဘောနော်ကျွန်တော်ခုနကတော့အများကြီးရှိရမှာပေါ့နော်ကျွန်တော်တည်ထားလို့ဒီကောင်လေးကနည်းနည်းလေးပဲကြံတော့ရပေါ့နော်โอเคချင်းကောင်လေးဖိုင်လိုက်ဦးမယ်ဒီမှာလည်းပစ္စည်းကြာရပေါ့နော်ကြည့်ပါဦးအမြင်ကြီးပါပဲတော်တော်လေးကိုကြည့်ရပေါ့နော်မူးလေးချုပ်ကန်ပြီးတော့အေးရအောင်မြေပေါ့နော်နောက်ထပ်လုပ်ချင်တာတစ်ခုကကျွန်တော်စောစောပြောထားတဲ့အတိုင်းပဲပေါ့နော်ဒီနားမှာကျွန်တော်တင်းပေါ်ကြီးတစ်ခုဆောက်ချင်ပါတယ်ဒီနားမှာလည်းလွတ်နေလို့ပေါ့နော်ပြီးတော့တော်တော်လေးလည်းကြည့်လို့ကောင်းမယ်ထင်ပါတယ်โอเคပါဘရိုကျွန်တော်အခုတော့ဆက်ကျွန်တော်တင်းပေါ်ကြီးကိုဆက်ဆောက်တော့မယ်ပေါ့နော်ကျွန်တော်ပစ္စည်းတွေရှားတွေပါတယ်ကျွန်တော်ကိုယ်တိုင်ပဲရှားတော့မယ်ပေါ့နော်ကျွန်တော်မပြတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့အချိန်ကြီးအများကြီးကုန်သွားလိမ့်မယ်ပေါ့နော်โอเคကျွန်တော်ရှားထားတာလည်းရှိရပေါ့နော်အခုတော့ဆက်ကျွန်တော်တင်းပေါ်လေးကိုပဲဆက်ဆောက်လိုက်ပါတော့မယ်โอเคစလိုက်ကြမယ်โอเคကျွန်တော်တင်းပေါ်တော့မှဆောက်ခင်ကျွန်တော်ခဏတော့လာဖမ်းမယ်ပေါ့နော်ကျွန်တော် EXP လေးနည်းနည်းလေးလိုချင်နေဆိုတော့ဒီကောင်တွေကျလာပြီဆိုတော့ပစ္စည်းတွေ yes ကျွန်တော်ဒီမှာ carrot ရပါပြီပေါ့နော်ဒါလေးကိုလည်းပြချင်ပါတယ်ခုနကျွန်တော်မရိုက်လိုက်ရပါဘူးပေါ့နော်အခုမှကျွန်တော်လည်းပြတယ်ကျွန်တော် carrot ရတာပါပြီ yay ပြောစရာကြီးကျွန်တော်တင်းပေါ်ကြီးကိုဆက်ဆောက်လိုက်ပါတော့မယ်ဒီပုံမှာစောက်ရတာပေါ့နော်တင်းပေါ်ကတော်တော်လေးကိုလည်းခက်ပါတယ်ဒါပေမဲ့ကျွန်တော်အခုတော့ဆက်ဆောက်နေပါပြီကျွန်တော်မြန်လေးလုပ်လိုက်မယ်ပေါ့နော်โอเคစရကြပါမယ်Hello guys ဘယ်နေကြဆိုပါโอเคပါကျွန်တော်အခုလို့ဆက်အကုန်လုံးဆောက်ပြီးသွားရင်ပေါ့နော်ကျွန်တော်ရဲ့တင်းဘောကြီးကိုလည်းပြီးသွားပါပြီဒီမှာပါတော်တော်လေးကိုမိုက်ပါတယ်ကျွန်တော်ဒီချာချာပြမယ်ဘယ်လိုဒီဇိုင်းလဲဆိုတော့โอเคဒီမှာတေချာလည်းမြင်ရတယ်ပေါ့နော်ဒီမှာဟင်းသားပုံစံလေးနဲ့ပေါ့နော်ပြီးတော့ရွက်လေးတွေကကျွန်တော်ကလည်းအဲ့ဘက်မှာတီးရွက်လေးထည့်ထားရပေါ့နော်အနီရောင်တိုးမွေးမရှိသေးလို့ပေါ့နော်ရှိလာတဲ့ချိန်ကျရင်ကျွန်တော်ပြောင်းပေးပါမယ်လို့ပြီးဒီနားမှာလည်းပတ်ဆက်လေးရှိရပြီးတော့တော်တော်လေးတော့မိုက်ပါတီးရွက်နဲ့လောက်ထားဆွဲမဲ့လေကျွန်တော်ကိုတိုင်တော့ကြိုက်ရပေါ့နော်ပြီးဒီနားမှာလည်းပတ်ဆက်ကြီးနဲ့မျက်လုံးကြီးရှိရပေါ့နော်တော်တော်လေးကိုမိုက်ပါကျွန်တော်တက်ကတော့โอเคကျွန်တော်ဒီရှိုးကားခဲဖယ်ပြီးတော့လမ်းလေးဖောက်လိုက်စီပို့ပြီးတော့မိုက်မဲချင်တယ်ပေါ့နော်
โอเคအခုကြာမှတရက်နေပြီးဟင်တာတင်းပွဲတီချာဟာမြင်ရတယ်ပေါ့နော်တော်တော်လေးကိုလည်းမိုက်ပါတယ်ဒီကျွန်တော် page မှာဒီလိုတင်းပွဲလေးရှာဒါပထမအဆုံးတစ်ခါပဲကျွန်တော်ဒီလို protein လေးစောက်ဖို့โอเคပါဒီကနေကြည့်ပို့ပြီးတော့မိုက်တယ်ပေါ့နော်ပြီးတော့ကျွန်တော် page တွေကလည်းနည်းနည်းချင်းစီတိုးတက်လာရင်ပေါ့နော်ဒီဘက်ကနေကြည့်ရင်ပို့ပြီးတော့မိုက်ရပေါ့နော်အိမ်တွေပြီးတော့ဒီတင်းပွဲတွေပြီးတော့အကုန်လုံးတေးရရပေါ့နော်ဒီဘက်မှာတော့ more fun ပေါ့နော်ပြီးတော့နောက်ပိုင်းကျရင်လည်းကျွန်တော်အများကြီးဆောက်ရပါဦးမယ်ကျွန်တော်က SMP ဆိုတော့အများကြီးဟိုဆောက်ရမယ်ပေါ့နော်ဒီမှာကျွန်တော်ကတော်တော်လေးကိုတဘောကျနေပါတယ်ဒီဘက်မှာလည်းတိတ်တော့မလားမပါဖြစ်နေပါတယ်ဒါပေမဲ့နောက်ပိုင်းကျမှကျွန်တော်ဒီပေါ်မှာလည်းအကောင့်တွေမရှိပါဘူးနောက်ပိုင်းကျမှကျွန်တော် protein တွေအများကြီးကိုထပ်ဆောက်မယ်โอเคပါဘရိုကျွန်တော်ဒီနေ့မှလည်း protein လေးလည်းဆောက်ပြီးကြပြီဆိုတော့အာမလေးခဏချွတ်လိုက်အောင်မယ်ဒီအာမလေးရလဲကျွန်တော်ဒီနေ့မှလည်းအာမလေးရသွားရင်ပေါ့နော်ပြီးတော့ဒီနေ့ episode လေးမှာဒီလောက်ပဲရက်လိုက်ပါတော့မယ်ပေါ့နော်တော်တော်လေးလည်းကြာပြီးတော့ပါပြီပြီးတော့လည်းဘရိုအားလုံးပဲကြမယ်လို့ကျွန်တော်လည်းမျှော်လင့်ပါတယ်ကြိုက်တယ်ဆိုရင်လည်းကျွန်တော် channel လေးကိုlike and subscribe နဲ့ကိုညီပေးခဲ့ကြပါဦးလို့ပြီးတော့အရင်တုန်းကအားပေးထားလဲတွေ့ပါရဲ့အရင်ပြောပါရဲ့ကျွန်တော်အတွက်ကတော့ဘရိုတို့လည်းတယောက်ချင်းစီတိုင်းအရင်မေ့ချစ်တင်ပါရဲ့ပေါ့နော်အားလုံးပဲ now အပိုင်းလေးကြမှာပဲတွေ့ကြပါမယ် episode 4ကြမှာပဲတွေ့ကြပါမယ်ပေါ့နော်အားလုံးပဲ bye bye